ဆိုင်ရင်မို့ဖန်မနိုင်စိန်များရဲ့ရေဘေးအလူအပိုင်းနှစ်ကိုကျင်ညာပေးမှာဖြစ်ပါတယ် let's go ရေဘေးအတွက်ဆိုင်ရင်မို့ကိုချစ်ပင်မဲ့အိမ်ကယောက်ျားကိုလည်းအားနာရတဲ့မမ2,500,000အေးမိုးကိုလည်းချစ်တယ်အိမ်ကအဖိုးကြီးကိုလည်းကြောက်တယ်ပေါ့ကွာနော်ဒါဆိုင်ရင်မို့ကိုချစ်တယ်အိမ်ကယောက်ျားကိုအားနာတယ်ဒါမဲ့သူ2,500,000လှူတယ်နော်ပြောရတာပေါ့နော်အားနာတတ်လို့နော်အားများတာအာမနာတိုင်းအိမ်လေးခြံနေမှာပေါင်းပြီးလှူမဲ့သဘောမှရှိရနော်ကျေးဇူးတင်ပါတယ်လို့နော်မမနော်ရေဘေးအတွင်းဆိုင်းရင်မိုးရဲ့ဖေဖေအောင်ကျော်ထုံးရဲ့နဖူးပေါ်မှာသပင်လေးမှာ2,500,000ကျပ်အလူဒါတော့မင်းတို့ပြောင်ကြီးကိုတက်စော်ကားတာနော်ပြောင်ကြီးကိုဆောက်ရွယ်တိုက်တာနော်ပြောင်ကြီးကိုဆောက်ရွယ်တိုက်တာပါလေဖေဖေအောင်ကျော်ထုံးရဲ့နဖူးပေါ်မှာသပင်လေးမှာပြောင်ကြီးကိုဆောက်ရွယ်တိုက်တာနော်ပြောင်ကြီးကိုတက်ဆောက်ရွယ်တိုက်တာအေးရေဘေးအလူဆိုင်းရင်မိုးကလွှမ်းရင်ဟင်းအင်းဖုံဖုံလေးမှာ9,000လူတန်းပါတယ်ဗျာဟာဖုံဖုံနေပါလာပြီနော်ဖုံဖုံနော်ဖုံဖုံလည်းမနိုင်စိန်နဲ့ပါလာပြီဖုံဖုံဝဲမသိရင်တပည့်တော်တို့ကဆိုင်းရင်မို့ကိုဂျိုင်းနဲ့ထည့်ပြီးတော့တပိတ်ထဲလောင်းရတော့မယ်ပုံစံနော်ဆိုင်းရင်မို့ကဗာလဲဆိုင်းရင်မို့ကလွှမ်းရင်ဟင်းအင်းဖုံဖုံအေးဖုံနေလည်းပါလာပြီနော်ဖုံနေလည်းမနိုင်စိန်နဲ့ပါလာပြီနော်ဖုံနော်ရေဘေးအတွက်ရောက်မှမြမလိမ့်မလိုက်ရင်ဖီဖီကျော်နဲ့အတူဆုံးမမြည်ဆိုင်ရင်မို့ရဲ့သုံးဘဝမြောက်မှအမတော်မှ3,000ကျပ်လူတန်းပါတယ်ဗျာနော်ဟုတ်ပါတယ်လို့နော်အခုဒီစာကိုဖတ်ပြနေတာလဲဒါဆိုင်ရင်မို့ရဲ့သုံးဘဝမြောက်ရောက်ဖတော့ပါလို့ရေဘေးအလူတဲ့ဆိုင်ရင်မို့ရင်ဘက်ဘယ်ချမ်းကနဂါးတကောင်မှ3,000ကျပ်လူပါတယ်ဗျာဒါတော့နည်းနည်းအနေရရှိရနော်နည်းနည်းအနေရရှိရအလူငွေလက်ခံနော်သိရမလားဒါလေးမျက်နှာကိုလိုက်ပြီးတော့ကိုယ်တိုင်လိုက်လှူခြင်းနဲ့ပါညာဆိုရင်ခေါ်မသွားနဲ့နော်ဟိုရောက်ပါမှာနဂါးတွေပါညာထပူကုန်အကုန်ရှုပ်ကုန်မယ်နော်အေးနော်အလူငွေလူတာလူနော်ကိုယ့်ကိုအေးစေးလူနော်နဂါးတွေပါရထမပူးနဲ့နော်ကိုလာအမာလာမသိဘူးနော်နဂါးတော့မပူးနဲ့နော်ရေဖေးအတွက်ကိုဆိုင်ရင်မို့ရဲ့ကပအဆက်ဆက်ဖန်တလဲမိဘရဲ့ကောင်းကြီးဖြစ်မယ်တင်းခိုင်မှ2,000ထက်လူတန်းပါတယ်ဗျာဒါတင်းခိုင်နော်ကပအဆက်ဆက်ဖန်တလဲမိဘရဲ့ကောင်းကြီးတောင်ဖြစ်အောင်မှာအေးသူလဲငရုတ်ပြီးတောင်းတို့ငပိရေတို့ချင်းဟင်းတို့စားခြင်းပြီးထင်တယ်နော်သူလည်းငရုတ်ပြီးတောင်းလေးဝိုင်းကျွေးလိုက်ကြပါအောင်လို့နော်အားလုံးနော်ရေဖေးအတွက်ဆိုင်းရင်မို့အိမ်အသက်ရှိမိဖို့ကြောင့်လေးမှာ3,000ကျပ်လူပါတယ်ဗျာဟော तू ကမိဖို့ကြောင့်ဖြစ်ချင်တာခမရတော့ဒါဆိုမိဖို့ကြောင့်ဖြစ်ချင်ခမရမျောလင်းချက်မဲ့မိဖို့ကြောင့်မတ်တင်ညွန့်မဲ့ဝင်မှာနော်ဆိုင်းရင်မို့မဝင်ဘူးနော်အေးခမရတော့မတ်တင်ညွန့်နဲ့ပဲနေတိုင်းတွေးရမယ်မပူနဲ့မတ်တင်ညွန့်လို့မတန်းဖားလို့နော်သူတို့ပဲမိဖို့ကြောင့်ဝင်မှာနော်မိုးလေးရမဝင်ဘူးနော်အေးရေဖေးအလူဆိုင်းရင်မို့ဖန်ကံမြင့်တို့มาตั้งรู้ไปကံမြင့်တို့သားဖာဘဝကိုအပြည့်အဝတောင်းဝင်ယူခြင်းနဲ့သူမှ9,000ကျပ်ပါနော်။ဒါလည်းမြန်မာပြည်ပြန်ရောက်ရင်မှတ်ပုံထဲမှာဥကံမြင့်ဆိုပြီးတော့နာမည်သွားပြောင်းမှရတော့မယ်နော်။သိရမလား။ဘာပဲပြောနော်။နာမည်တူလို့ဒါလူချင်းမှားပြီးပြုစုဆောက်ဆောင်ရင်တော့နဲတဲ့ကံမဟုတ်ဘူးနော်။အေးငါလည်းဥကံမြင့်ဆိုပြီးနာမည်သွားချိန်တော့မယ်နော်။ရေဘေးအတွက်ကိုဆိုင်ရင်မိုးရဲ့မကွေးပွဲတုံးကဆွဲဖို့မင်းနေတဲ့ပေါင်းမိစက်ကလေးမှ3,000ကျပ်ဒါမျိုးကြတော့နော်နေရအတိအကျ location အတိအကျနဲ့ကိုမှတ်ထားတာနော်မမေဘူးနော်ကြည့်ကောင်းကောင်းနဲ့ကြည့်နေတာနော်ပေါင်းမိစက်မျက်လုံးနဲ့မထွက်သေးဘူးထင်တယ်နော်အခုချိန်ထိနော်အေးဒီဖေးလူ2,000ပေးပြီးအရိုက်ခံလိုက်ရတဲ့ဖင်တုံးလေးမှာ2,000ကျပ်ပါဗျာဗာလဲ2,000ပေးပြီးအရိုက်ခံလိုက်ရတာအေးငါဆိုင်ရင်မူပွဲသွားကြည့်ပြရင်3,000ယူသွားပြီး2,000စီ9ကခွဲဆူးချပြီး9ကျပ်ကိုဆော်ထလိုက်အောင်မယ်နော်အေးနော်အဖင်တော့နော်ကြက်ကြက်တတိထားရင်နော်ဒီအတွက်မောင်လေးဆိုင်ရင်မူအရှိကနေပြီးစိန်စမာနာလို့မိမတွေကိုမောင်းထုတ်ပြီးမယ်ကြွများမှာ9,000ကျပ်စိန်စမာနာလို့မိမတွေကိုမောင်းထုတ်ပြီးမယ်ကြွများအေးနော်ကြက်ကြက်တတိထားရင်နော်ဒါတွေနေပဲကွာနော်သူတို့မိဖို့ကြောင်ရောင်ဆောင်တဲ့သူနဲ့ငရုတ်ပြီးတောင်းရောင်ဆောင်တဲ့သူနဲ့နော်ချင်းဟင်းရောင်ဆောင်တဲ့သူနဲ့ပစုံကြောက်ရောင်ဆောင်တဲ့သူနဲ့နော်ဒီလိုအယောင်လေးဆောင်တာဒီကြွတ်တွေကြောင့်အေးငါသဘောပေါက်သွားပြီဒီဖေးအတွက်ဆိုင်းရင်မို့သင်္ကန်းဝင်စာသင်ပေးမယ်စာချဆရာတော်မှာ3,000ကျပ်စာချဆရာတော်နော်ဆရာတော်တွေပါလာပြီနော်မနိုင်စိန်အပွဲထဲမှာဆရာတော်တွေလည်းပါလာပြီနော်အေးရေဖေးအတွက်ဆိုင်းရင်မို့ရဲ့ကြံနေတဲ့ကွက်လန်နှလုံးမူပိုင်ရှင်2ယောက်မှ3,000ကျပ်လှူပါတယ်ကွက်လက်ကွက်လက်ကဘာလို့ထင်လဲကွက်လက်ကဘာလို့ထင်လဲနှလုံးနော်နှလုံးမူပိုင်ရှင်3
သူတို့ကနော်မူပိုင်တွေပါတယ်ယူထားတာနော်မူပိုင်တွေပါတယ်ယူထားတာခင်ဗျားတို့သွားတော့မထီးနဲ့ copyright မိသွားမယ်နော်သွားထီးခြင်းမူပိုင်ရှင်တွေကြီးမှာခွင်တောင်းအေးဗာလဲမူပိုင်နှလုံးမူပိုင်ရှင်ကွက်လက်နှလုံးမူပိုင်ရှင်2ယောက် မာ အဲ့ဒီနှလုံးကို2ယောက်ကပိုင်လာတာတယောက်တစ်လုံးညီတူမျှတူပေါ့ဗျာနော်ဝေစားမြစားအေးညံ့ညံ့တတ်တရမဖြစ်တာပဲကျေးဇူးတင်ရမယ်နော်ကိုလိုမျက်မျက်တတ်ရှိတာကျေးဇူးတင်ပါလေလို့နော်ဒီဘေးအတွက်မူးမူးလေးရဲ့ချွေးမမြရဲ့မေတော်ကြီးစုမှ3000ကျပ်လူပါတယ်ဗျာဗာလဲမေတော်ကြီးစုမူးမူးလေးရဲ့ချွေးမမြရဲ့မေတော်ကြီးစုမှ3000ကျပ်မေတော်ကြီးစုခမကြံကြော်သိရနော်ခမကြံကြော်သိရမူးမူးလေးကိုမယာမှန်းသိလို့ခမပြောင်ကြီးကိုမျက်စောင်းထိုးနေတာအေးကြီးတော်စုခမတော်ထိုးနေပြီနော်ရေဘေးအတွက်အကိုစမ်းရင်မိုးရဲ့တောင်းတကုံအင်းရှိကအဝီစီတွင်းလေးမှာ9000ကျပ်ဟာအဝီစီတွင်းလေးနော်တခါတည်းဗျာနော်ငရဲပြည်ကနေငရဲသားတွေကြီးကနေအဝီစီရောက်နေစားနေငရဲသားတွေကြီးကနေအလူခန်းလာတယ်နော်ငရဲပြည်ကလည်းပြန်မတက်ဖက်မနေနဲ့ဘူးနော်